ဒီနေ့ sizing game သင်ခန်းစာ1လေ့လာပြီးတဲ့သူတွေကျွန်တော် note 10လုံးမေးမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်မေးတဲ့ note 10လုံးဖြည့်နိုင်တယ်ဆိုရင်အားလုံးအနေနဲ့ကတော့သင်ခန်းစာအတစ်ဆက်တက်ဖို့အဆင်သင့်ဖြစ်နေပါပြီကျွန်တော်တို့စာရအောင် Okay အခုကျွန်တော်အဆင့်လိုက် note တစ်ခုချင်းစီအဆင့်လိုက်မေးသွားမှာဖြစ်ပါတယ်အားလုံးအနေနဲ့ကခဲတန်ရှင်ခဲတန်နဲ့စာရွက်လေးယူထားပြီးတော့ကျွန်တော်စာမေးလိုက်တာနဲ့တစ်ချက်လောက်ဖြည့်ကြည့်မယ်နော်ဥပမာကျွန်တော်က C လို့ဥပမာပေါ့နော်ဆိုပါစို့ကဲဒီနေရာမှာပါလဲဆိုပါစို့ဒါလေးက C ဆိုရင်တခါတည်း C လေးကိုမှတ်ထားပါမှကျွန်တော်ဒါပါလဲဒါက F ဆိုရင် F လေးပါညာမှတ်ထားပါအဲ့လိုမျိုးပုံစံပါနော်မှတ်ထားပြီးတော့10လုံးပြည့်တာနဲ့အစင်လိုက်လေနောက်ဆုံးမှာကျွန်တော်အဖြေမှန်ပြပေးပါမယ်တကယ်လို့ကျွန်တော်အဖြေမှန်ပြပေးတာကိုအားလုံးအနေနဲ့ဖြေတာမှန်တယ်ဆိုရင် comment မှာကျွန်တော်ဗာပို့ရမလဲဆိုတာနောက်ဆုံးမှာထပ်ပြောပါမယ်ပေါ့နော် Okay အစင်တင်ဖြစ်ပြီဆိုရင်အစင်တင်မဖြစ်သေးဘူးဆိုရင် pause လေးလုပ်ထားပြီးတော့ခဲတာနဲ့စာရွက်တော့ယူထားပါအစင်တင်ဖြစ်ပြီဆိုရင်ကဲစရမယ်နော် Okay 1 2 3 go ဒါပါလေ T go number 1တတိယတစ်ခုက number 4 number 5 number 6 number 9 number 10 number 9 number 10 Okay ဟုတ်ပြီအခုအားလုံးရဲ့အဖြေကိုတိုက်ကြည့်ပါမယ်နော်ဒါတော့အဖြေပဲဖြစ်ပါတယ်ကဲတကယ်လို့အားလုံးအနေနဲ့မှန်တယ်ဆိုရင်အမှန်လေးကို comment မှာမှန်ထားပြီးတော့အကုန်လုံးမမှန်ဘူးเนาะအချို့မှားတာရှိခဲ့တယ်ဆိုရင်အဲ့ဒီcross ပုံစံလေးကို comment မှာမှန်ထားပြီးပါနောက်ထပ်သင်ခန်းစာမှာဆုံကြပါမယ်ခင်ဗျာ